ဟာနေရလဲပူတယ်ဗျာတဲမှာတော့အေးတယ်ဗျာနော်လေလေးကတဖြူးဖြူးတဟူးဟူးနဲ့စိတ်နေအောင်အေးတာဒီလိုနေပူရင်အေးတယ်မိုးအုပ်ရင်ကြတော့မအေးဘူးမုံတိုင်းရှိတော့ပန်းရနံ့လေးတွေကလည်းမှုေးပြီးကောင်းလိုက်တာဗျာရေဦးလေးကလည်းအေးအဲ့ဒီချိန်မှာဘာကြီးမိုးဆိုတဲ့လူတယောက်ကပြောစီဖီးချမ်းပင်မဲ့လေးနဲ့တီးအသီးမဲ့လေးဗျာနော်စားမယ်ဗျာပတ်စံရှိရင်စားရတာပဲမှန်တာပေါ့ပတ်စံချမ်းသာလို့မြေတွေဝယ်ပြီးခြံနေစိုက်ခိုင်းရင်တောင်မှကိုယ်တိုင်မစိုက်ဘူးလေလူငါးနဲ့စိုက်တော့လူငါးကလည်းဟာတထေးလာရင်ပင်နေမကောင်းရင်ဒုက္ခပဲဆိုစေးတွေပါကျွေးတာရှိမှာပေါ့အဲ့ကြတော့တမျိုးပေါ့ဒါကတော့ကိုယ်တိုင်စိုက်ထားတာတန်တရားဝင်တရားတစ်ခုမှမရှိဘူးဘာစေးမှမပါဘူး organic ဆိုတာကစာထဲမှာလည်းမဟုတ်ဘူးစကားထဲမှာလည်းမဟုတ်ဘူးလက်တွေ့ရှိတာ organic ကဒါပင်မဲ့တွေနော်နေပူဘူးနဲ့ဒါလေးစားပြီးတော့အိတ်လိုက်အောင်မစားလိုက်အိတ်လိုက်မဟုတ်ဘူးတော့တမနက်လုံးမျက်ဖြတ်ဆက်ရမ်းနေတာဒါနားပြီစားပြီငါပြောမယ်တပင်စိုက်တယ်လာပေါင်းများစွာကြာတယ်ခိုင်ထွက်လာတယ်ခိုင်ရလဲလာပေါင်းများစွာကြာတယ်ငါပြောပဲနဲ့ခိုင်တယ်ပေါင်းရင်နှစ်ကျော်တယ်တစ်နှစ်ကျော်တယ်အဲ့ချိန်မှစားတဲ့သဘာဝတီးကိုစိတ်ထဲမှာဗျာပြေပြေဝါဝါနဲ့ခံစားလိုက်တာဒီလိုရတာတွေနော်ပိန်းနေသည်ခုမှခုလာတယ်မှဲ့ဒါသကဝါပင်ပေါက်ဒီမှာဂိုင်းကူးတွေပေါ့ဗျာနော်သူကချက်ချင်းပွင့်နေပါတယ်ဗျာနော်ဖူးတွေပါတယ်ဒါမို့ပင်နေဘယ်မှာဝယ်ရတယ်လေကဲကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်နေတဲ့ပြိုးကင်းပိုင်ရှင်တွေကျွန်တော်အောက်ကနေကွန်မန့်လေးရေးပေးပါကျေးဇူးပြုပြီးတော့ဘယ်မှာဝယ်လို့ရပါတယ်ဒါကတော့မရယာဘက်ကဝယ်တာဗျာနော်နေရာတိုင်းမှာရှိပါတယ်မန္တလေးတိုင်းဝင်ချင်းရန်ကုန်တိုင်းကအားလုံးပေါ့ဗျာတိုင်းပြည်နယ်အားလုံးပေါ့ပြည်နယ်တိုင်းအားလုံးကိုရှိတဲ့ပင်လေးတွေကိုကျွန်တော်ကွန်မန့်အောက်ကရေးပေးပါဗျမိုးဦးလေးကကြာလာတော့စိုက်ပြိုးတဲ့သူတွေကြိုက်တဲ့သက်တာလေးတွေဝယ်လို့ရအောင်ဗျာနော်အဲအကြောင်းမို့တင်ပေးပါစာလေးတွေရေးပေးပါဈေးနှုန်းလေးတွေဘာကြီးမို့ပြောပါတယ်ကျွန်တော်ကပင်ရောင်းတဲ့လူမဟုတ်တော့ဈေးနှုန်းပြောလို့မရဘူးဗျာနော်ဥပမာဗျာကျောက်ဆရာလူကမလျာကိုသွားပြီးတော့ပြိုးပင်ဝယ်ရမယ်ဆိုတော့အဲ့ပြိုးပင်ရဲ့တန်ကြီးကမရယာမှာတော့ဈေးနေတယ်တေကရေလောင်းကားတွေရှိတဲ့အတွက်ဈေးများမယ်အဲကြောင့်ပင်ရင်းဈေးကိုတင်ပြီးတော့ပင်ဖြားဈေးမှာလက်ကားပေါ့အဲ့နေရာတွေမှာရောက်သွားတော့လက်လီလက်ကားအဲ့လိုနေရာရောက်သွားမှဈေးကနည်းနည်းကြီးတယ်ဆိုရင်များတယ်လို့ပြောကြအောင်ပင်တပင်ဖြစ်ဖို့ရေလောင်းရတာပြုစုရတာမလွယ်ဘူးဗျကိုပတ်ဆန်းရှိရဆိုရင်မစစ်ပါနဲ့တစ်ပင်ရောင်းတဲ့လူတွေစီရနော်တကယ်ခက်ခဲပါတယ်ပြူရတာလောက်ကြည့်ပါကိုတိုင်းအဲကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးအောက်မှာတစ်ပင်လေးတွေရောင်းတဲ့လူတွေကွန်မန့်လေးတွေရေးပေးပါနော်ဘာလို့ဖုန်းနံပါတ်တွေလည်းထည့်ရေးလို့ရပါတယ်တစ်ပင်ချင်းမြတ်နိုးတဲ့လူတွေစိုက်ချင်တဲ့သူတွေအတွက်စင်ပြေအောင်လို့ပါကျွန်တော်တို့ယနေ့ခေတ်တပင်ဆိုရင်ဝယ်ရတာနေတာမဟုတ်ဝယ်တဲ့ပင်တရားဆိုတရားတိုင်းလည်းမရှင်ဘူးဗျာနော်ခံမသိရင်ရာသီဥတုပြောင်းလဲကြောင်းတည်တတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ဈေးနှုန်းလေးမတင်ပါဘူးဘာလို့မတင်တာဘူးကျွန်တော်ကတခါလေလဲပင်ရင်းသွားဝယ်တယ်တခါလေလဲလက်ဖြားသွားဝယ်တယ်အဲ့ကြတော့ဈေးနှုန်းကကွာဟာမှုရှိတယ်ဓာတ်ရိုက်စိုက်ပျိုးရေးကအားလုံးပေါ့တစ်ပင်လေးတွေစိုက်ပျိုးတဲ့လူတွေပြိုးဥယျာဉ်ကလူတွေကျွန်တော်အောက်မှာစာလေးတွေရေးပါကျွန်တော်ဘယ်မှာပါဘယ်နေရာကိုဆက်သွယ်ပေးပါဆိုတာလေးဒါမှစိုက်တဲ့လူတွေသိမှာဗျာနော်ကျွန်တော်ကတော့မရယာလည်းဝယ်တယ်ရန်ကင်းအောင်နောက်ဘက်ကလည်းဝယ်တယ်မြက်သားကလည်းဝယ်တယ်ဗျာကြောက်ပတောင်းကလည်းဝယ်တယ်ဝယ်တဲ့ဆိုင်တွေတော့အများကြီးပါဈေးနှုန်းကတော့ကွာဟာချက်တွေရှိတာပေါ့ဗျာပင်ရင်းနဲ့လက်ဖြားနဲ့ကွာတယ်လို့ပေါ့နော်နောက်ကျဆိုတော့ဖျားနာစိန်လန်းပြီးအဲ့မှာလည်းဝယ်ပါတယ်အဲ့ဒါတော့မိတ်ဆွေတွေပေါ့ဗျာတခါလေးဒါလေးယူခြင်းနဲ့ငါးမရေးဆိုပေးလိုက်တာဗျာကျွန်တော်မတယောက်ကနော်ကျွန်တော်တော့တော်တော်ခင်တယ်ဗျာသူ့မှာလည်းသား3ယောက်ရှိတယ်အဲအကြောင်းမို့ကိုအောက်ကဒီကွန်မန့်လေးတွေရေးပေးပါလို့တစ်ပင်လေးတွေဝယ်တဲ့လူတွေစင်ပြအောင်လို့ဒါပါပဲဗျလမ်းညွန်ပေးရနော်